go โอเคပါဒီနေ့မှာတော့ရေပေးချဝေးရောက်နေကိုကသူရမ်းချရဲ့သူ့ရဲ့ကောင်းပါလေ Mercury ကိုသူ့ရဲ့ Mansory နဲ့ Christmas အကျိုးလက်ဆောင်လေးလိုက်ပါတယ်ကဲရောက်နေပါ Okay မဆောရောက်နေတယ်ဒီမှာမစောင့်နေပါတယ်တော့မယ် let's go ဘာမထင်တာဘာရေမဒီနေ့ဘာနဲ့နေလဲပြီးတာပြီးပါပါတော့ Merry Christmas ပါရိုင်းလေဒါ Christmas အကျိုးလေးနဲ့ပါရိုင်းချစ်ဆိုနေမှာပါနော်ဟုတ်တယ်လေဆက်ကြပြီမလို့ရှိရင်အနာဂတ်ရဲ့နိုင်ရိုးမှရှင်ချစ်လေဒီစင်မာလာမှာဘုရားသခင်ထံမှာလာတော့ကြောက်ရွှင်ခြင်းငြိမ်သက်ခြင်းအမြတ်ခြင်း လာတယ် ကောင်းခြင်းများစွာကိုတဲ့ချစ်တဲ့အတူချစ်ရဲ့မိသားစုတစ်ခုလုံးကလက်ရှိခံစားရပါစေလို့တဲ့ချစ်ရဲ့ကိုမဆူတောင်းပေးလိုက်ပါရဲ့နော်တဲ့ကျမ်းမရေးတဲ့ဂရုစိုက်လို့ကျမ်းမအောင်ပေးပေးပါမယ်ချစ်တဲ့တိုင်းတစ်ပါးမှာနေနေရတယ်တစ်နေ့ချင်းနဲ့အပြင်စုံစည်းခွင့်ရဖို့ကိုအမြဲစူးစမ်းနေပါရဲ့နော်ချစ်ရဲ့ကလာတီကိုဝါဒဆိုအခါကြီးကအဝယ်22တဲမှာဘုရားသခင်ကချစ်ချင်းမြတ်တာဒီတာအကြီးမြတ်ဆုံးဆိုထားတယ်လို့ဘုရားထံမှာလာရဲ့ချစ်ချင်းမြတ်တာမျိုးနဲ့ထာဝရတာယုံမောအဖြစ်ချစ်ကိုမြင့်မြတ်နုံနုံတန်ဖိုးထားချစ်ခဲ့တယ်အရာ romantic ဖြစ်ပါတယ်အာမင်ဖြစ်ပါတယ်အမလည်းအခုတည်းတော့ပြောပြပါအခုပမာလည်းနိုင်ငံသားအမလည်းသူ့အတွက်စတောင်းစကားလေးကောင်းနေကောင်းချပေးပါတော့မအများကြီးပါလေတော့မထင်မှတ်တာဘူးပြီးတော့စားချင်တော့တလားလေးပါလိုက်တော့လိုက်ပါဦးမချစ်ပါတယ်ဒီပေါင်းများဆိုဖြတ်တန်းနိုင်ပါပြီနော်ရုပ်လည်းပါတယ်ရုပ်ကြည့်ပေးလိုက်ပါနိုင်သေးလားနိုင်တော့ကင်မထားလိုက်ကင်ပေးလိုက်ပါတော့လက်လောင်စမ်းတော့ဟုတ်ပါဆက်ဘလို့နေလေးလုတ်ပေးတော့ခါကျတော့ဒီနေ့ခဏကြလေးကဘလို့ဖြစ်လဲရမ်းကြော်ပါတယ်ကျေးဇူးရမ်းတင်ပါတယ်ဟုတ်ကဲ့ကဲပါနော်ဝေးရောက်ပါနဲ့မကျေးဇူးရမ်းလုပ်ပေးလိုက်ကြပါတယ်မခင်းကလေးရောခွဲပါဟိုရတယ်ညနေတော့အထဲရောက်ပါမယ်ခွဲပါနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆောင်းပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ကျေးဇူးပါခင်ဗျာလက်ခံပေးလို့ကျေးဇူးတင်ပါတယ်ရတယ်ချစ်စရာလေးဟုတ်ဟုတ်ရပါရမယ်နော်အဲ့ဒါကိုလေးလိုက်တာပြီနော်